HR ဆိုတာဝန်ထမ်းခေါ်မယ်အတန်းနဲ့စစ်မယ်လားစာပြော့ပေးမယ်ဒီလောက်ပဲလို့လူတော်တော်များများကထင်ကြပါတယ်တကယ်တော့ HR တယောက်ရဲ့စွမ်းရည်ဆိုတာဒီထက်အများကြီးပိုပါတယ်အရင်တော့ကတော့ဝန်ထမ်းတွေကိုလုပ်ငန်းအတွက် cost လို့မြင်ခဲ့ကြပါတယ်တကယ်တော့ဝန်ထမ်းတွေဆိုတာလုပ်ငန်းရဲ့ cost မဟုတ်ဘဲနဲ့လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် KFC လို့ခေါ်တဲ့ knowledge, skills, ability တွေပေါင်းစပ်ထားတဲ့ resources ဖြစ်ပါတယ်။ဒါကြောင့် HR ဆိုတာဒီ resources တွေကိုဘယ်လိုအကျိုးရှိရှိ leverage လုပ်မလဲဘယ်လိုမျိုးထိထိရောက်ရောက်အသုံးချပြီးတော့လုပ်ငန်းအောင်မြင်မှုအတွက်လှုပ်ဆောင်မလဲဆိုတာကိုစဉ်းစားကြရတာဖြစ်ပါတယ်။ဒါကြောင့်ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်တွေကိုတိုးတက်အောင်လှုပ်ဆောင်သွားမယ်ဒီလမ်းတွေ strategic ကြတဲ့ HR လုပ်ငန်းစဉ်တွေတိကျသေချာတဲ့ payroll management စနစ်နဲ့လက်တွေ့ကျတဲ့ labor law စသည့်အကြောင်းအရာတွေကို ADBC ရဲ့ Executive Diploma in Human Resource Management အတန်းမှာသင်ကြားပေးသွားမှာဖြစ်ပါတယ်။ Professional တယောက်ရဲ့ career ဆိုတာရပ်နေလို့မရပါဘူး။ဒါကြောင့်အပြောင်းအလဲကိုကိုယ်တိုင်ဦးဆောင်နိုင်တဲ့ HR Professional ဖြစ်ဖို့ကျွန်တော်တို့ ADBC နဲ့အတူပြင်ဆင်လိုက်ကြပါ